တောနက်ကြီးရဲ့အမောက်ထုထဲမှာနင်းပေါ့လေးဟာကြောင်ကြီးလင်းလင်းကိုစီးပြီးလင်းမြန်စွာခရီးနေပါတယ်ဘေးနားမှာတော့အရှင်ဝါရီတောက်ကနေတဲ့ဝိညာဉ်အဖိုးအိုကစစ်မြင်းကြီးကိုစီးပြီးလိုက်ပါလာတာပါအဖိုးအိုကလင်းလင်းရဲ့အစွမ်းကိုကြည့်ပြီးဒီလောက်ကိုလုံးထွားတဲ့ကြောင်မျိုးကိုပထမဆုံးမြင်ဘူးတာပဲခြေလမ်းကလည်းငါတို့စစ်တပ်ကမြင်းမြန်ချီရှောင်းကားကိုတောင်မိနိုင်တာပဲလို့တန်တော်ချီကျူးနေရှာပါတယ်ခဏကြာမှာတော့အဖိုးအိုရဲ့အယိုးတွေရှိရာနေရာကိုရောက်လာကြပါတယ်အေးဆက်ဆက်တောဆက်တစ်ခုမှာအဖိုးအိုရဲ့ကျွင်းကြံရစ်တဲ့အယိုးတွေကိုမြင်လိုက်ရတဲ့အခါနင်းပေါ့လေးဟာစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေဝဲလာပါတော့တယ်ဘာဖြစ်တာလဲနင်းပေါ့ဘာလို့ငိုချင်နေတာလဲဒီရှုခင်းကကောင်းသားပဲအစကတော့ကျင်းတူပြီးဒီအတိုင်းမြုပ်ပြီးမလို့ပဲဒါပေမဲ့ဒါကအဖိုးအိုပေါ်အာနာစရာဖြစ်သွားမယ်လို့ဆိုတာသူမရဲ့စိတ်ကိုထိလိုက်ပါတဲ့အဖိုးအိုကကလေးမလေးရဲ့ကျင်နာမှုကိုသဘောကျသွားပြီးမိမလေးမင်းနာမည်ဘယ်လိုခေါ်လဲငငယ်လေးနဲ့အလုပ်လုပ်တာတော်တော်စနစ်ကြတာပဲလို့မေးမြန်းပါတယ်နင်းပေါ့လေးကရင်ရင်ကြီးကြီးနဲ့အဖိုးအိုသမီးနာမည်ကမုတ်ဝမ်နေမှာအဖိုးအိုမနှက်မျောဘူးဆိုရင်နင်းပေါ့လို့ခေါ်နိုင်ပါတယ်လို့မိတ်ဆက်လိုက်ပါတယ်အဖိုးအိုကလည်းပြုံးရင်နင်းပေါ့ကမနှက်မျောဘူးဆိုရင်ငါ့ကိုကျိုးဖိုးလို့ခေါ်နိုင်ပါတယ်လို့ဆိုတာသူတို့နှစ်ယောက်ကြားမှာတန်ရောစင်အစလေးတစ်ခုစတင်ခဲ့ပါတော့တယ်ကောင်းပါပြီကျိုးဖိုးအဖိုးရဲ့အယိုးတွေကိုသမီးအရင်ယူသွားမယ်နောက်ကျရင်ကောင်းမွန်တဲ့ကောင်းတလားဝယ်ပြီးအဖိုးကိုတေချာတကြုံပေးပါမယ်လို့နင်းပေါ့ကပြောလိုက်တဲ့အခါကျိုးဖိုးမှာအံ့ဩသွားရပါတယ်နင်းပေါ့သမီးကငါအယိုးတွေကိုယူသွားမလို့လားဒါကအဆင်ပြေပါမလားတဲ့နင်းပေါ့လေးကတော့ဂုံယူစွာနဲ့ပဲကျိုးဖိုးစိတ်ချပါနင်းပေါ့ကမျက်လက်ပြတ်တဲ့ပစ္စည်းတွေကိုလှပအောင်ပြောက်အောင်လုပ်နိုင်တယ်လို့ဆိုတာကျိုးဖိုးကိုနှစ်သိမ့်ပါတယ်အဖိုးအိုခမနင်းဘောကနတ်သမီးလားလို့တောင်ထင်မှတ်သွားရှာပါတယ်နင်းဘောကနတ်သမီးမဟုတ်ပါဘူးအင်းဆွဲတက်တဲ့တာဝဆရာမလေးပါဒါကိုတူလောင်ရင်းလို့ခေါ်တဲ့ပစ္စည်းတွေထည့်ထားရင်မပုတ်တူဘူးနင်းဘောကအဖိုးရဲ့အယိုးတွေကိုကိုနဲ့မကွာယူသွားမယ်ဘယ်သွားတည်သွားလို့ရတယ်နောက်ကျရင်ကောင်းမွန်တဲ့မြေနေရာရှာပြီးအဖိုးကိုတေချာတကြုံပေးပါမယ်လို့ရှင်းပြလိုက်ပါတယ်ကျိုးဖိုးဟာနင်းဘောလေးရဲ့အစွမ်းစားတွေကိုကြည့်ပြီးစိတ်ထဲကနေဒီမြင်းမလေးရဲ့ဆရာကလည်းတကယ်ပဲစွမ်းအားကြီးတဲ့သူဖြစ်ရမယ်ဒါပေမဲ့ဒီလိုပစ္စည်းတည်တဲ့နီလန်ကသာစစ်တပ်ထဲမှာရိတ်ခါတည်ဖို့သုံးရင်အရန်ကောင်းပါပဲလို့စစ်သူရဲ့ပြီးတွေးတောနေမိပါတယ်နင်းပေါ့လေးကအဖိုးအိုရဲ့အယိုးတွေကိုတူလောင်အင်းထဲမှာစနစ်တကျသိမ်းဆည်းပြီးတဲ့နောက်ကျိုးဖိုးအယိုးတွေသိမ်းပြီးမြင်မြန်ထွက်သွားကြစို့အဖေတို့စောင့်နေတာကြားလာပြီဒါနဲ့အဖိုးရှာနေတဲ့သူကဘယ်သူလဲဘယ်မှာရှာရမလဲဆိုတာသမီးကိုပြောပြနိုင်မလားအပြင်ရောက်ရင်စုံစမ်းပေးမယ်လို့ဆိုကအဖိုးအိုရဲ့ရင်ထဲကအလိုချင်ဆုံးအရာကိုမေးမြန်းလိုက်ပါတယ်သူကငါမြင်မလေးပါနင်းပေါ့ရဲ့လို့အဖိုးအိုကတက်ပြင်းချရင်စတင်ပြောပြပါတယ်အဲ့ဒီတုန်းကငါချွေးမမှာကိုဝင်ရှိနေတာမြောက်ပိုင်းစစ်မြေပြင်မှာအခြေအနေကအရန်ခက်ခဲလုံးလို့မြို့တော်ကိုပြန်လွတ်ပြီးအနားယူခိုင်းတာမထင်မှတ်ပဲလမ်းမှာလောက်ကျန်တက်ဖြတ်သူတွေနဲ့တိုးပြီးအခက်ခဲကြုံခဲ့ရတယ်ချွေးမနာကအစေခံတွေအသက်ခံလိုက်ရပြီးသူမကိုယ်တိုင်လည်းအားနေနေတဲ့ကြားကမွေးကင်းဆက်ကလေးကိုပွေ့ချပြီးထွက်ပြေးခဲ့ရတာငါလိုက်သွားတဲ့အချိန်မှာကလေးကအခိုးခံလိုက်ရပြီးငါတောင်တဲ့အထိလိုက်ရှာခဲ့တယ်မိတော့မဲ့အချိန်မှာပဲငါရဲ့ကိုရန်တော်ကငါ့ကိုနောက်ကျောကနေဓာတ်နဲ့ထိုးလိုက်တာကျိုးဖိုးရဲ့မျက်ဝန်းတွေမှာနောင်နာတွေပြည့်ရှံနေပါတယ်ဒါတွေအားလုံးကငါအဖြစ်တွေပါငါသာချွေးမကိုမြို့တော်ပြန်မလွတ်ခဲ့ရင်ဒါမှမဟုတ်ငါကိုယ်တိုင်လိုက်ပို့ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးငါအဖြစ်တွေပါအားလုံးကငါအဖြစ်တွေပဲလို့ဆိုကတစားစားငိုကြွေးနေရှာပါတယ်ဒီစကားတွေကိုနားထောင်ရင်နင်းပေါ့လေးရဲ့နှလုံးသားကလည်းနာကျင်လာရပါတယ်သူမရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲလာတာကိုမြင်တဲ့ကျိုးဖိုးကမြင်မလေးမင်းပါလို့ငိုနေတာလဲလို့မေးတော့မှနင်းပေါ့လေးကရှက်ရှက်နဲ့အဖိုးမှကြည့်တာပါနင်းပေါ့မငိုပါဘူးနင်းပေါ့ရဲ့မျက်ရည်ကနည်းနည်းစီးသွားခြင်းလို့ထွက်လာတာပါလို့ဆိုကသူမရဲ့စရိုက်တိုင်းမျက်နှာပြောင်တိုက်ပြီးပြောချလိုက်ပါတယ်ကျိုးဖိုးကလည်းနင်းပေါ့လေးရဲ့ချစ်စရာကောင်းတဲ့လိမ်ညာမှုကိုသိနေတာကြောင့်ဟုတ်ပါပြီနင်းပေါ့မငိုပါဘူးအဖိုးပဲငိုတာပါလို့ဆိုကပြောလိုက်မိပါတယ်ကျိုးဖိုးဟာဒီတောင်ထဲကနေထွက်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့အစွန်းနာရောက်တာနဲ့ပြန်ကန်ထုတ်ခံရပြီးအားနဲ့သွားတက်တာကြောင့်ထပ်မစူးစမ်းရတော့ပါဘူးနင်းပေါ့လေးကကျိုးဖိုးသမီးအဖိုးကိုခေါ်သွားနိုင်ပါတယ်ဒါပေမဲ့အဖိုးရဲ့ဝိညာဉ်ကအရန်အားနဲ့နေလို့လူပြည်မှာကြမနေနိုင်ဘူးလို့တတိပေးလိုက်ပါတယ်ဒါပေမဲ့အဖိုးကတော့ငါလူပြန်မဝင်စားနိုင်သေးဘူးငါမြင်းမလေးကိုရှာရအောင်မယ်လို့ပြက်ပြက်တတ်ဆိုပါတယ်ဒီတော့မှနင်းပေါ့လေးကသူမရဲ့မော်အိတ်ထဲကနေဝိညာဉ်စုအိတ်လေးကိုထုတ်လိုက်ပါတယ်ဒါကဝိညာဉ်စုအိတ်လို့ခေါ်တဲ့ကျိုးဖိုးအထဲမှာဝိညာဉ်မွေးမြူတဲ့နေရာရှိတယ်အဖိုးရဲ့ဝိညာဉ်ကိုအဲ့ဒီထဲမှာခဏနေခိုင်းမဲ့အထဲမှာအဖိုးကလွတ်လပ်ပါတယ်သမီးအချိန်မီအဖိုးကိုအပြင်ထုတ်ပေးနိုင်တယ်လို့အထဲကိုလည်းပြန်ခေါ်သွားနိုင်တဲ့အဆင်ပြေမလားလို့မေးတဲ့အခါအဖိုးအုံမှာအကူရတကူရသွားတယ်လို့အဆင်ပြေပါတယ်လို့ပြန်ပြောပါတယ်နောက်ဆုံးမှာတော့ကျိုးဖိုးကသူ့ရဲ့တစ္ဆာရှိအဖော်မုံကြီးကိုလည်းကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ငါရဲ့အဖော်ဟောင်းချီရှောင်းကိုလည်းကူညီစောင့်ရှောက်ပေးပါဦးနင်းပေါ့ရဲ့သူကငါရဲ့စီးတော်မြင်းပါငါနဲ့အတူစစ်မြေပြင်မှာတေးဖော်တေးဖက်လုပ်ခဲ့တာဒီသုံးနှလုံးငါနဲ့အတူဒီတောင်ပေါ်မှာနေခဲ့တာချီရှောင်းကမြင်းအိုကြီးဖြစ်ပေမဲ့ခြေလန်းကကောင်းတုံးမဲ့သမီးနားမှာနေပြီးလှဲဆွဲတာတို့ပစ္စည်းတဲတာတို့လုပ်နိုင်ပါတယ်လို့ဆိုကသူ့ရဲ့တစ္ဆာရှိမြင်းကြီးကိုနင်းပေါ့လေးစီအံ့နံလိုက်ပါတယ်ကျိုးဖိုးရဲ့တောင်းဆိုမှုကိုနင်းပေါ့လေးကကျင်နာစွာနဲ့လက်ခံလိုက်ပါတယ်ကျိုးဖိုးစိတ်ချပါချီရှောင်းကိုသမီးတေချာစောင့်ရှောက်ပါမယ်အခုတော့ဝိညာဉ်မွေးမြူတဲ့နေရာတဲ့အရင်ဝင်ပြီးအနားယူလိုက်ပါဦးကျမကြီးကောင်းမှမြင်းမလေးကိစ္စဆက်ပြောကြတာပေါ့လို့ဆိုကအဖိုးအိုကိုအားပေးလိုက်ပါတယ်ပြီးတော့သူမရဲ့ဝါသနာအတိုင်းနင်းပေါ့ကလူရှာတာလဲအရန်တော်တာလေးအဖိုးကောင်းသွားရင်သမီးမြင်းမလေးကိုတေချာပေါက်ရှာပေးမယ်လို့ကတိပေးလိုက်တာကြောင့်ကျိုးဖိုးခမဝမ်းသာအားရနဲ့ဝိညာဉ်စုအိတ်ထဲကိုဝင်ရောက်သွားပါတော့တယ်ကျိုးဖိုးကမဝင်ခင်မှာသူ့ရဲ့စစ်မြင်းကြီးကိုလည်းချီရှောင်းနောက်ဆိုနင်းပေါ့နောက်လိုက်ရတော့မယ်နင်းပေါ့မှာစားစရာရှိရင်နင်းကိုဝေစုပေးလိုက်မယ်လို့မှာကြားခဲ့ပါတယ်ဒါကိုကြားတဲ့ကြောင်ကြီးလင်းလင်းကတော့မျက်စောင်းလေးထိုးပြီးသခင်ဒီမြင်းကနောက်ဆိုကျွန်တော်တို့နဲ့စားစရာလူစားမှလားလို့စိတ်ထဲကနေမေးခွန်းထုတ်နေရှာပါတယ်နင်းပေါ့လေးကတော့မြင်းကြီးကိုကြည့်ပြီးသဘောကျနေပါတယ်စားစရာတွေရှိလာပြီးနင်းပေါ့ဒီနေ့အလုပ်ကောင်းတစ်ခုလုပ်ခဲ့တယ်ကျိုးဖိုးရဲ့အယိုးတွေကိုတိမ့်ပေးခဲ့တယ်လို့မြင်းကြီးတစ်ကောင်လည်းရခဲ့တယ်လို့ဆိုကမြင်းကြီးကိုခေါ်ပြီးစခန်းကိုပြန်လာခဲ့ပါတယ်လင်းလင်းကသခင်ကကျိုးဖိုးကိုကူညီတာလားကျိုးဖိုးကသခင်ကိုမြင်းလက်ဆောင်ပေးတာလားတေချာလားလို့နောက်ပြောင်တဲ့အခါနှစ်ခုလုံးပေါ့အပြန်အလှန်ကူညီကြတာလို့နင်းပေါ့ကပါနဲ့စွာပြန်ဖြေလိုက်ပါတယ်စခန်းမှာစိုးရိမ်တကြီးစောင့်နေတဲ့ဖခင်ဖြစ်သူချုံဖိန်ကနင်းပေါ့ကိုမြင်တာနဲ့ဝမ်းသာအားရကြိုးဆိုပါတယ်နင်းပေါ့ဘာလို့အခုထိပြန်မလာသေးတာလဲတခုခုဖြစ်လို့လားလို့မေးတဲ့အခါနင်းပေါ့ကဘာမှမဖြစ်ပါဘူးအဖေရဲ့နင်းပေါ့ဘာမှမဖြစ်ဘူးလို့ဖခင်ကိုစိတ်အေးအောင်လုပ်ပေးပါတယ်ရွာသားတွေကလည်းသူတို့ဖမ်းလာတဲ့တောကောင်တွေကိုပြရင်ဒီညအသားဝအောင်စားကြမယ်လို့ပြောနေစင်ပါပဲနင်းပေါ့ဘေးကထွားချိုင်းလာတဲ့စစ်မင်းကြီးကိုမြင်ပြီးအံ့ဩကုန်ကြပါတယ်အို
နင်းဘောဒီမြင်းကြီးကဘဲကလေးအရန်ကြီးကောင်းတာပဲလို့မေးကြတဲ့အခါနင်းဘောကသူတစ်ပါးကနင်းဘောကိုလက်ဆောင်ပေးတာသူ့နာမည်ကချီရှောင်းနောက်ဆိုသူကငါတို့အိမ်ကပေါ်လို့ဆိုကမိတ်ဆက်ပေးပါတယ်ချွန်းဖိန်ကတော့တမီးကတကယ်ကံကောင်းခြင်းလက်ဆောင်လေးပဲအပြင်ထွက်တာနဲ့မြင်းတကောင်ကောက်ရလာတဲ့ပေါ်လို့ဆိုကတမီးလေးရဲ့ကံကိုချီးကျူးမဆုံးဖြစ်နေပါတယ်ဒါပေမဲ့စစ်မြင်းဟောင်းချီရှောင်းကတော့လိုင်းဆိုင်တဲ့တဘာဝရှိတာကြောင့်ကြံပေးဦးကိုကံဖို့ပြင်လိုက်ပါတယ်ဒါကိုမြင်တဲ့နင်းဘောကချက်ချင်းတားလိုက်ပြီးချီရှောင်းမလုံးနဲ့သူတို့ကငါမိသားစုဝင်တွေမှုရှောက်မကန်ရဘူးနင့်တခင်ကနင့်ကိုငါလက်ထဲအပ်ခဲ့တာငါနင့်ကိုတေချာဆောက်ရှောက်မယ်နောက်ကြရင်လူဆိုးတွေနဲ့တွေ့ရင်တော့နင်းကြိုက်တယ်လို့ကန်လို့ရတယ်လို့မြင်းကြီးကိုဆုံးမလိုက်ပါတယ်ကြံဖေးဦးကလည်းမြင်းကြီးကိုလန့်သွားစေမိတဲ့အတွက်ပြန်လဲတောင်းပန်လိုက်ပါတယ်နောက်ဆုံးမှာတော့နင်းဘော့လေးကရွာလူကြီးနဲ့လူကြီးတွေကိုတလေးတစားတောင်းဆိုလိုက်ပါတယ်ဦးလေးတို့ဘိုးဘိုးတို့နင်းဘော့ပြောစရာရှိတဲ့တောကောင်တွေကိုတော့အရင်တိုင်းလူကြီးအလိုက်ခွဲကြမယ်ဒါပေမဲ့ဒီမြင်းကိုတော့ခွဲလို့မရဘူးသူကအဖိုးကိုတယောက်ကနင်းဘော့ကိုစောက်ရှောက်ပေးဖို့အပ်ခဲ့တာမို့နင်းဘော့ပိုင်တာမဟုတ်ဘူးလို့ဆိုကသူမရဲ့စီကံရှိမှုကိုပြသလိုက်ပါတယ်ရွာသားတွေကလည်းနင်းဘော့လေးရဲ့စကားကိုတကုံးမကန့်ကွက်ပဲနင်းဘော့စိတ်ချပါမြင်းကိုမခွဲပါဘူးနင်းဘော့ငါတို့ရွာကိုရောက်လာကြတဲ့ကငါတို့ရွာရဲ့ကံကောင်းခြင်းလက်ဆောင်လေးဖြစ်နေတာပဲငါတို့နင်းဘော့စကားနားထောင်မယ်လို့ဆိုကသဘောတူလိုက်ကြပါတယ်